Hello အားလုံးပဲမင်္ဂလာပါ IC Korean Language Class Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ EPS သင်ရိုးအသစ်ပတ်ဝန်းရဲ့အခန်းတစ်ထဲက IFKI လေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးမရှင်းပြခင်မှာဒီ channel လေးကို subscribe လုပ်ပြီးတော့မှနောက် video တွေလည်းဆက်လက်ပြီးတော့လေ့လာဆောင်ကြည့်ပေးဖို့အားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်ဟုတ်ပြီအဲ့ဒါဆိုစလိုက်ကြရအောင်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ပထမဆုံးနံပါတ်1ကိုကြည့်မယ်နံပါတ်1ကကြတော့အမရေးထားတာမေးခွန်းက다음단어와 관계 있는 것은 무엇입니까? 다음ဆိုတာအောက်ပါလို့အဓိပ္ပာယ်ရတယ်နောက်လာမဲ့လို့လည်းဘာသာပြန်လို့ရတယ်ပေါ့နော်ဒီမှာတော့အစဉ်ပြေအောင်အောက်ပါလို့ဘာသာပြန်လိုက်မယ်다음အောက်ပါ단어ဆိုတာဝေါဟာရတနည်းအားဖြင့် meaning ပေါ့နော် meaning စကားလုံးကိုပြောတာနောက်ကဝါဆိုတာနဲ့다음 단어와ဆိုတော့ဒါနော်ပါဆိုတော့အောက်ပါဝဟာရနဲ့관계ဆိုတာဆက်ဆက်မှု있는ဆိုတာရှိတဲ့နော်မင်းအောက်ပါဝဟာရနဲ့ဆက်ဆက်မှုရှိတဲ့ gossen အရာကတော့무엇입니까ဘာဖြစ်ပါသလဲတဲ့무엇ဆိုတာဘာ 입니까ဆိုတာဖြစ်ပါသလဲဘာဖြစ်ပါသလဲတဲ့အဲ့တော့စကားလုံးလေးနဲ့ဆက်ဆက်မှုရှိတဲ့ဟာကိုယူရမယ်ပေါ့နော်အဲ့ဒီမှာအောက်မှာပေးထားတဲ့နော်စာသားလေးနော်ဘောင်ထဲကစာသားလေးကဘာလဲဆိုတော့နာရာနိုင်ငံတဲ့ဟုတ်ပြီအဲ့တော့ဆက်ဆက်မှုရှိတဲ့ဟာကိုယူမယ်နံပါတ်1ကနဲဖာဆိုတာနီပေါ်နိုင်ငံနှစ်ကကြတော့နမ်ဂျာယောက်ျားလေးသုံးကကြတော့30세နော်30세နောက်က10ဆိုတာအသက်ရဲ့ unit ဖြစ်တဲ့နှစ်ဆိုတဲ့စကားလုံးပေါ့နော်တစ်နှစ်နှစ်နှစ်ဒီမှာတော့30세ဆိုတော့နော်အသက်30နှစ်ပေါ့လို့ပြောချင်တာနော်အဲ့တော့10ဆိုတဲ့စကားလုံးလေးနဲ့အဲ့ဒီအသက်ကိုပြောတာ unit နှစ်ခုရှိရပေါ့နော်စားနဲ့10နဲ့ပုံမှန်ဆိုလို့ရှင်တော့အဲဆဲဆိုတာလေးဟာအီရီဆမ်စာပေါ့နော်တရုတ်ကနန်းလေးနဲ့တွဲပြီးအသုံးများပါတယ်အဲ့တော့ samship ဆဲပေါ့နော်နောက်နံပါတ်4ကကြတော့ခွဲစားဝန်ဆိုတာကုမ္ပဏီဝန်ထမ်းအဲ့တော့သူပေးထားတဲ့အပေါ်ကနာရာနိုင်ငံဆိုတဲ့စကားလုံးနဲ့ဆက်ဆက်မှုရှိတဲ့ဟာဆိုရင်အဲ့၄ခုထဲမှာဘယ်ဟာဖြစ်မလဲနံပါတ်1ပဲဖြစ်မှာပေါ့နော်နေပါလ်နီပေါ်နိုင်ငံဆိုတာလေးပဲဖြစ်မယ်နိုင်ငံနဲ့ကျန်တဲ့2 3 4ယောက်ျားလေးတို့အသက်30တို့ကုမ္ပဏီဝန်ထမ်းတို့ကကြတော့မဆိုင်တော့ဘူးလीနော်မဆက်တော့ဟုတ်ပြီအဲ့ဆိုရင်နောက်ထပ်ဆက်သွားရအောင်နောက်တစ်ခုက ESO 3번เนาะ ESO 3번နံပါတ်2ကနေ3အဲ့ဒီမှာဆိုမေးခွန်းကရေးထားတာကဘင်းခန့်နဲ့ကွက်လက်မှာတဲ့တရောကဝင်သွားမယ်တနည်းအားဖြင့်ကွက်လက်ထဲမှာဝင်မဲ့ပေါ့နော်ဂါချမ်းရဲ့အတိတ်ပဲကစုံအာလ်မာဒါဆိုတာကိုက်ညီတာမှန်ကန်တာဂါချမ်းအာလ်မာချန်ဆိုတော့အမှန်ကန်ဆုံးအကိုက်ညီဆုံးကော့ဆာအရာကိုဂူရရှိကိုရွေးချယ်ပါတဲ့ဟုတ်ပြီအဲ့တော့မိကွန်းကမှန်တာရွေးခိုင်းလားမှားတာရွေးခိုင်းလားဆိုတော့မှန်တာရွေးခိုင်းပါတယ်ဒီ EPS မိကွန်းတွေမှာအဲ့ဒါအရေးကြီးပါတယ်မိကွန်းကမှန်တာရွေးခိုင်းတာလားမှားတာရွေးခိုင်းတာလားဒါကိုသိချဖတ်ရမယ်ပေါ့နော်ဒီ2နဲ့3ကကြတော့မှန်တာရွေးခိုင်းတာအဲ့ဒီမှာနံပါတ်2မှာစကလုံးလေးကเนาะဇရာထဲမှာပေးထားတာကဂျီကော့ဆိုတာအလုတ်အကင်ကိုပြောတာပါအလုတ်အကင်ဟုတ်ပြီဂျီကော့အလုတ်ကင်ဆိုပြီးကွက်လက်ပေးထားတယ်နံပါတ်1မှာက1번မှာက여자ဆိုတာ main ကလေးနောက်တစ်ခု e ဘောင်းမှာကြတော့နံပါတ်2မှာကြတော့25세အသက်25နှစ်25세 25နှစ်နောက်3번နံပါတ်3မှာက농부လေသမားနံပါတ်4စာပုံကကြတော့ဒေဂူဆိုတာကိုရီးယားရဲ့မြို့နာမည်ဖြစ်ပါတယ်အနောက်ကရှီဆိုတာလေးကမြို့လို့အဓိပ္ပာယ်ရပါတယ်ဒေဂူမြို့ဒါမြို့တွေမှာရှီလို့ထည့်သုံးလို့ရတယ်ဥပမာမန္တလေးမြို့ဆိုလဲမန္တလေးရှီဒီလိုသုံးလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒေဂူရှီဆိုတော့ဒေဂူမြို့အဲ့တော့ကွက်လက်ထဲဝင်မဲ့စကားလုံးဆိုရင်နံပါတ်2ကနော်ဂျီကော့အလောက်ကင်လို့ပေးထားတာဖြစ်တဲ့အတွက်အဲ့၄ခုတွေကဘယ်ဟာဖြစ်မလဲစဉ်းစားကြည့်မယ်နော်အဖြေကနံပါတ်3စမ်းပေါင်းဖြစ်ပါမယ်လုံးဘူးလေသမားပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်နံပါတ်3ကိုဆက်သွားမယ်စမ်းပေါင်းပေါ့နော်နံပါတ်3မှာကြတော့သူ့ရဲ့၄တောင်းကွက်ထဲမှာပေးထားတာကဂူကြော့ဆိုတာလူမျိုးလို့အဓိပ္ပာယ်ရပါတယ်ဂူကြော့လူမျိုး
ဟုတ်ပြီဘေးနားမှာကွက်လက်လေးပေးထားတယ်ကွက်လက်ထဲဖြစ်မဲ့စကလုံးကိုရွေးမယ်နံပါတ်1ကအောဘူးအောဘူးဆိုတာတန်ငါတဲ့တနည်းအားဖြင့်ငါဖန်သမားပြောလို့ရတယ်เนาะအောဘူးတန်ငါတဲ့နောက်နံပါတ်2ဤဘောကကြတော့nam자ယောက်ျားလေးနောက်3ဘောနံပါတ်3ကကြတော့ဗီယက်နမ်နိုင်ငံကိုပြောတာပါနောက်စာဘောနံပါတ်4ကကြတော့ဘူဆန်မြို့ဒီမှာရှီဆိုတာမြို့เนาะဘူဆန်ဆိုတာကိုရီးယားရဲ့မြို့เนาะဘူဆန်မြို့ ဟုတ်ပြီနံပါတ်3မှာပေးထားတာကတော့ကုကြော့လူမျိုးလို့ပေးထားတာလေเนาะအပေါ်ကကုကြော့လူမျိုးဟုတ်ပြီသူနဲ့ဆက်ဆက်မှုရှိတဲ့ဟာတနည်းအားဖြင့်ကိုက်ညီတဲ့ဟာကိုရွေးမယ်ဆိုလို့ရှိရင်အဖြေကနံပါတ်ဘယ်လောက်ဖြစ်မလဲနံပါတ်3စမ်ပေါင်းဖြစ်မယ်ဗီယက်နမ်ဆိုတာပဲဖြစ်မယ်เนาะကိုယ့်ရဲ့လူမျိုးကိုယ့်ရဲ့နိုင်ငံလူမျိုးကဗီယက်နမ်ဖြစ်တယ်ကျန်တဲ့နံပါတ်1ကတငါးသေးတို့2ကနမ်ဂျာယောက်ျားလေးတို့4ကပူဆန်မျိုးတော့မဆိုင်တော့ဘူးเนาะဟုတ်ပြီအဲ့တော့အဖြေကနံပါတ်3ဖြစ်မယ်အဲ့ဆိုရင်ဆက်သွားရအောင်နောက်တစ်ခုကစာရေးစောအိုဘွန်နံပါတ်4မှာငါအဲ့မှာမိကုန်းရေးထားတာကဒါဂရဆိုတာအောက်ပါဂရစာပိုက်ကိုဂရဆိုတာစာနော်အောက်ပါစာပိုက်ကိုအစ်ကိုဖတ်ပြီးတော့နေယုံဆိုတာအကြောင်းအရာကွာဆိုတာနဲ့အကြောင်းအရာနဲ့ 같은 것을 같은ဆိုတာတူတဲ့လို့အဓိပ္ပာယ်ရတယ်တူညီတဲ့ပေါ့နော်အကြောင်းအရာနဲ့တူညီတဲ့ 것을အရာကို 고르십시오 ရွေးချယ်ပါတဲ့ပြန်ပြောမယ်နော်다음 글을အောက်ပါစာပိုက်ကို 읽고ဖတ်ပြီးတော့ 내용과အကြောင်းအရာနဲ့ 같은 것을 တူတဲ့အရာကို 고르십시오 ရွေးချယ်ပါတဲ့ဟုတ်ပြီအဲ့တော့တူတာရွေးမယ်နော်ပြန်ပြောမယ်နော် EPS ဖြေတဲ့အခါမှာမိကုန်းကတူတာရေးခိုင်းလားမတူတာရေးခိုင်းလားမှန်တာရေးခိုင်းလားမှားတာရေးခိုင်းလားဒါရေးကြည့်ရနော်ဟုတ်ပြီနံပါတ်4ကိုကြည့်ရအောင်နံပါတ်4မှာအမပုံလေးပေးထားတယ်ပုံရဲ့အပေါ်ဆုံးမှာရေးထားတာကဝေကုကင်းဒင်းလို့ချင်းဝေကုကင်းဆိုတာနိုင်ငံခြားသားဒင်းလို့ချင်းဆိုတာမှတ်ပုံတင်ကတ်နိုင်ငံခြားသားမှတ်ပုံတင်ကတ်ရိုးနိုင်ငံသားမှတ်ပုံတင်မဟုတ်ဘဲနဲ့နိုင်ငံခြားသားမှတ်ပုံတင်ကတ်နော်ဟုတ်ပြီအောက်မှာရေးထားတာကဝေကုကင်းဒင်းလို့ဘောနိုတဲ့တွေ့လားမသိဘူးเนาะဘီလေးမှာဝေကုကင်းဆိုတာနိုင်ငံခြားသားဒင်းလို့ဘောနိုဆိုတာမှတ်ပုံတင်နံပါတ်ဒင်းလို့ဆိုတာမှတ်ပုံတင်တာဘောနိုဆိုတာနံပါတ်เนาะနိုင်ငံခြားသားမှတ်ပုံတင်နံပါတ်ကဟိုဘက်မှာရေးထားတယ်เนาะ9939စသဖြင့်ရေးပြီးထားတဲ့နံပါတ်ကလေးပြီးရင်သူ့ရဲ့အောက်မှာဆောင်းမြောင်းဆိုတာအဓိပ္ပာယ်ကနာမည်လို့အဓိပ္ပာယ်ရပါတယ်ကျောင်းသားတို့သိထားတဲ့နာမည်ဆိုတဲ့စကားလုံးတွေပါလေအီရမ်အတူတူပဲเนาะအီရမ်လဲနာမည်ပဲဆောင်းမြောင်းလဲနာမည်ပဲဘာကွာဝါလဲဆိုရင်ဆောင်းမြောင်းကကြတော့စာချုပ်တွေစာရွက်စာတမ်းတွေအခုဒီဒါမှတ်ပုံတင်ကတ်ဆိုလဲဒါစာရွက်စာတမ်းလို့ပြောလို့ရတယ်ပေါ့เนาะအဲ့လိုနေရာတွေမှာနာမည်လို့သုံးခြင်းဆောင်းမြောင်းလို့သုံးပါတယ်ဟုတ်ပြီဆောင်းမြောင်းနာမည်သူ့ရဲ့နာမည်ဟာဟွီယန်เนาะဟွီယန်ဆိုပြီးသူ့ရဲ့နာမည်ပေါ့เนาะပြီးနောက်အဲ့သူ့ရဲ့အောက်မှာနောက်တစ်ခုကဂုကာဆိုတာနိုင်ငံကကြတော့ဗီယက်နမ်ဒါသူလာတဲ့နိုင်ငံသူ့ရဲ့နိုင်ငံကဗီယက်နမ်ဖြစ်တယ်ဗီယက်နမ်ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကချဲလျူဂျာကျော့ချဲလျူဆိုတာနေထိုင်တာဂျာကျော့ဆိုတာဓာတ်ရိုက်ဘာသာပြန်အရေးချင်းနေထိုင်ခွင့်အရေးချင်းဒါပေမဲ့ဒီမှာတော့နေထိုင်တဲ့အရေးချင်းလို့မပြောဘူးနေထိုင်ခွင့်ပုံစံပေါ့အဲ့လိုဘာသာပြန်မယ်နော်ချဲလျူဂျာကျော့ဆိုတာနေထိုင်ခွင့်ပုံစံချဲလျူနေထိုင်နေဆိုတာရိုးနေထိုင်တာမဟုတ်ဘူးသူများနိုင်ငံကိုယ်နိုင်ငံမဟုတ်ဘဲနဲ့သူများနိုင်ငံမှာနေထိုင်တဲ့အရာမျိုးတွေကိုချဲလျူလို့သုံးပါတယ်ပြီးတော့ချဲလျူကြာကြော့နေထိုင်ခွင့်ပုံစံပါလဲဆိုတော့နေထိုင်ခွင့်ပုံစံဆိုတာလေတနည်းအားဖြင့်ဗီဇာပုံစံလို့လည်းနားလည်လွယ်အောင်ပြောလို့ရတယ်နော်ဟုတ်ပြီအဲ့ဒါဘာလဲဆိုရင်ဘေးနားမှာရေးထားတယ်ဘီဂျောင်းမွန်ချီယော့အဲ့မှာဘီဆိုတာလေးကိုခဏဖယ်လိုက်ဂျောင်းမွန်လို့ပြောမယ်ဂျုံမွန်းဆိုတာဘာလဲဆိုရင်ကျွမ်းကျင်တဲ့เนาะကျွမ်းကျင်တဲ့တနည်းအားဖြင့် professional ကျွမ်းကျင်အလုပ်ကိုင်เนาะ professional အလုပ်ကိုင်အဲ့ဒါတွေကိုဂျုံမွန်းလို့သုံးပါတယ်တနည်းအားဖြင့်နားလည်အောင်ပြောမယ်ဆိုရင်ဒီနေရာမှာကျတော့ပညာတတ်အလုပ်ကိုင်ပေါ့เนาะပညာတတ်လိုဟာမျိုးတွေကိုပြောတာပါအဲ့ဒီမှာမှဘေးနာက B ဆိုတာလေးနဲ့ပေါင်းလိုက်မယ်เนาะခုနကသူ့ရဲ့ရှေ့က B နဲ့ပေါင်းလိုက်မယ်
ဘီဂျုံမွန်းဆိုတာကြတော့ကျွမ်းကျင်အဆင့်မဟုတ်တာတနည်းအားဖြင့်ပညာတတ်မဟုတ်တာအဲ့ဒါမျိုးပြောချင်တာအနောက်က tree off ဆိုတာအလုတ်အကိုင်းလို့ဒီမှာဘာသာပြန်မယ်အဲ့တော့ဘီဂျုံမွန်း tree off ဆိုရင်ကျွမ်းကျင်အဆင့်မဟုတ်တဲ့အလုတ်အကိုင်းတနည်းအားဖြင့်လုတ်သားပေါ့နော်တနည်းအားဖြင့်ကျွမ်းကျင်အဆင့်မဟုတ်တဲ့အလုတ်ကိုင်းပညာတတ်မဟုတ်ပညာတတ်အလုတ်မဟုတ်တဲ့အလုတ်ကိုင်းတွေကိုပြောတာအဲ့ဒီမှာသူ့ရဲ့နောက်မှာ E9 လို့ရေးထားတယ်ဒီလိုဗီဇာကင်ထားတဲ့ဒီလိုဒီနေထိုင်ခွင့်အမျိုးအစားကို E9 လို့ခေါ်တယ်ပေါ့နော် E9 ဗီဇာပေါ့တနည်းအားဖြင့်အဲ့တော့ကျွမ်းကျင်အဆင့်မဟုတ်တဲ့လုံသမားအလုတ်ကင်ဆိုတာဥမာအခု EPS နဲ့တွားရင်ဘာဗီဇာကင်ရလဲ E9 ဗီဇာကင်ရတယ်အဲ့ E9 ဗီဇာကင်ထားတဲ့ EPS လုံသမားတွေဒီကုမ္ပဏီဝန်ထမ်းတို့เนาะဒီသူတို့နိုင်ငံမှာကိုရီးယားနိုင်ငံမှာသွားပြီးတော့ကျောင်းဆရာတို့စသဖြင့်ဒီလိုအလုပ်တွေလုပ်လို့မရဘူး။ဘာလို့ဆိုတော့အဲ့ဒါနဲ့ပတ်သက်တဲ့ပညာသူတို့မှာတတ်မထားလို့ပေါ့။အဲ့တော့ဘယ်ဟာမှတိတ်ပြီးတော့ကျွမ်းကျင်သူတို့နိုင်ငံမှာကျွမ်းကျင်အဆင့်မဟုတ်တဲ့အနေထားနဲ့လာပြီးအလုပ်လုပ်တဲ့သူတွေတနည်းအားဖြင့်ကာယပေါ့နော်ခန္ဓာကိုယ်ခွန်အားကိုပဲအသုံးပြုပြီးတော့အလုပ်လုပ်ကိုင်တဲ့အလုပ်သမားတွေကိုဘီဂျုံမွန်ချီအော့တနည်းအားဖြင့် E9 ဗီဇာပေါ့ဒီလိုသုံးထားတာပါအဲ့ဒါဆိုနားလည်မယ်နော်ဟုတ်ပြီအဲ့တော့နေချဲလူကြပြောနေထိုင်ခွင့်ဗီဇာက E9 ဗီဇာဖြစ်တယ်ဟုတ်ပြီပြီးရင်သူ့ရဲ့အောက်မှာရေးထားတဲ့တေးသေးလေးက Balgub Ilja Balgub ဆိုတာထုတ်ပေးတာဒီနိုင်ငံခြားသားမှတ်ပုံဒီကတ်ကိုထုတ်ပေးတာကိုပြောတာနော်နောက်က Ilja ဆိုတာရက်ဆွဲဒီကတ်ကိုထုတ်ပေးတဲ့ရက်ဆွဲကတဲ့ 2024년 5월 10일 တနည်းအားဖြင့်2024ခုနှစ်5လပိုင်း10ရက်နေ့ဖြစ်တယ်ပြီးရင်အောက်မှာစောဦးချူရီကူစောဦးဆိုတာစိုးမြို့ချူရီကူဆိုတာလာဝကယုံပြောတာစိုးမြို့လာဝကယုံဝေကုကင်းချုံချန်းနဲ့အနောက်ကဝေကုကင်းချုံချန်းဝေကုကင်းဆိုတာနိုင်ငံခြားသားချုံချန်းဆိုတာကော်မရှင်အဖွဲ့ဝင်ပေါ့နိုင်ငံခြားသားကော်မရှင်အဖွဲ့ဝင်ပြောချင်တာစောဦးချူရီကူเนาะဒီဗာလဲစိုးမျိုးလာဝကယုံဟိုမှာဝဲကုကင်းချုံချန်နိုင်ငံသားသားနဲ့ပတ်သက်တဲ့ကော်မရှင်အဖွဲ့ကနေမှထုတ်ပေးထားတာပေါ့ဒီလိုပြောချင်တာနော်ဟုတ်ပြီအဲ့ဆိုဒီကက်ကလေးကိုနားလည်ပြီဆိုရင်ဘေးနာဒီအဖြေတွေကိုရွေးရအောင်အဲ့ဒီမှာမေးခွန်းကိုပြန်ကြည့်မယ်နော်မေးခွန်းကအကြောင်းအရာနဲ့တူညီတဲ့အရာ getting goal ကိုရွေးခိုင်းတာနော်တူညီတဲ့အရာကိုရွေးခိုင်းတာဟုတ်ပြီအဲ့တော့ပုံနဲ့တူတဲ့ဟာကိုရွေးမယ်နံပါတ်1ကဗီယက်နမ်စာရမ်းမိမိသားတဲ့ဗီယက်နမ်ဆိုတာဗီယက်နမ်စာရမ်းကလူမျိုးเนาะဗီယက်နမ်လူမျိုးအင်နီဒါဆိုတော့ဖြစ်ပါတယ်တဲ့ဟုတ်လားကြည့်မယ်เนาะဗီယက်နမ်လူမျိုးဟုတ်လားကြည့်မယ်ဆိုတော့ဟုတ်နေတယ်ဒါမဲ့ဆက်ပြီးတော့အောက်ကိုဖတ်ရအောင်နံပါတ်2က생일은မွေးနေ့ကတော့ 5월 10일입니다 5လပိုင်း10ရက်ဖြစ်ပါတယ်တဲ့အဲ့တော့ဒီကတ်ထဲမှာကြည်လိုက်ဒီကတ်ထဲမှာဒီလူရဲ့မွေးနေ့ပါသလားမပါဘူးเนาะနိုင်ငံခြားသားနံပါတ်မှတ်ပုံတင်နံပါတ်တွေပါတယ်နာမည်တွေပါတယ်နိုင်ငံပါတယ်နေထိုင်ခွင့်ဗီဇာအကြောင်းပါတယ်ဒါတွေပဲပါတယ်သူ့ရဲ့မွေးနေ့နဲ့ပတ်သက်ပြီးမပါဘူးပါတဲ့ date ကလည်းเนาะဒီကတ်ကိုထုတ်ပြီးတဲ့ date တစ်ခုပဲပါတယ်မွေးနေ့မပါဘူးအဲ့ဒါကိုမွေးနေ့က9လပိုင်း10ရက်လို့ပြောတဲ့အတွက်မှားတယ်နံပါတ်2ကနောက်စမ်းပေါင်းနံပါတ်3ကိုသွားမယ်နံပါတ်3ကချီရောတဲ့ချီရော9လပိုင်းမှာတဲ့ဝဲကုကင်းတင်လို့ခြင်းကနိုင်ငံသားသားမှတ်ပုံတင်ကတ်ကိုဗတ်ဒတ်စမီတာရရှိခဲ့ပါတယ်တဲ့ဗတ်တာเนาะလက်ခံရရှိခဲ့ပါတယ်တဲ့ဟုတ်လားအဲ့တော့ ਨੇ ဒီကတ်ကိုထုတ်ပေးတဲ့ date က2024 5လပိုင်းလို့သူပြောထားတယ်အဲ့ဒါကိုနံပါတ်3က9လပိုင်းလို့ရေးထားတဲ့အတွက်မှားတယ်နောက်နံပါတ်4ကကြတော့စောဦးချူရစ်ကူစောဦးချူရစ်ကူစိုးမျိုးလာဝကယုံရဲ့ဝဲကုကင်းချောင်းเนาะနိုင်ငံသားသားကော်မရှင်အဖွဲ့အဲစောအားမှာနိုင်ငံသားသားကော်မရှင်အဖွဲ့ထဲမှာတဲ့အီရာမြည်တာအလုတ်လုတ်ပါတယ်တဲ့ဟုတ်လားမဟုတ်ဘူးเนาะပြောပြီးသားဒီ E9 ဗီဇာနဲ့သွားတဲ့သူတွေဒီကျွမ်းကျင်အဆင့်မဟုတ်တဲ့အလုတ်ကိုင်မျိုးတွေเนาะပညာနည်းအဖြစ်ပညာတတ်သူတို့နိုင်ငံမှာဆိုရင်ပညာတတ်အလုတ်တွေမဟုတ်တဲ့တခြားကာယသုံးပြီးလုပ်ရတဲ့အလုတ်တွေကိုသုံးတယ်လို့ပြောထားတယ်အဲ့ဒါကိုလာဝကယုံနိုင်ငံသားယုံမှာလှုပ်တယ်ဆိုတော့ဘာဖြစ်လဲမှားတယ်အဲ့တော့အဖြေကနံပါတ်ဘယ်လောက်လဲ1ဖြစ်မယ်ဗီယက်နမ်လူမျိုးဆိုတာလေးပဲကင်ညီတယ်เนาะကန်နေရ